ဒါကတော့ကျွန်တော်တို့ဒီနိုင်စင်းရဲ့ဖို့အတွက်မီးတွေချိန်နေတာဖြစ်ပါတယ်နိုင်စင်းအတွက်နိုင်စင်းရဲ့ဖို့အတွက်မီးတွေချိန်နေပါတယ်ဒီမီးလုံးကဒီကနေပြီးတော့မှဒီအိမ်အောင်လက်ထိုးမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့တိုင်းလက်လေးရိုက်နေတာဖြစ်ပါတယ်ကျွန်တော်တို့ဇဝင်ငန်းတွေမှာစင်းဝင်စင်းထွက်လေးတွေဥပန်နီးနဲ့အပိတ်လေးတွေသုံးလို့ရအောင်အဲဒီမှာဟိုကလာကိုစွန်းဆွဲပြီးလိုက်ထားတာပါလာတော့ဝေးတယ်ကျွန်တော်တို့135နဲ့အဲ့တော့ဒီလောက်တော့ရပါတယ်ရုပ်ဆိုင်ကတော့ဒါတိုင်းလေးထားတာပါကျွန်တော်တို့အခုရိုက်မဲ့ဆင်းကဒီနားမှာထိုင်တာကိုရိုက်မှာဖြစ်ပါတယ်မင်းသမီး2ယောက်စကားပြောတာကိုရိုက်မှာပါခုမီးရင်လေးကတော့အရင်ခက်ကအတိုင်းမီးဝါလေးပေါ့နော်စီမီးရလေးထုံးမယ်ကျွန်တော်တို့ကင်မရာတော့ဒီရိုက်မယ်ကျွန်တော်လေးချစ်လေးနဲ့ပေါ့နော်ဒီရိုက်မယ်ကျွန်တော်တို့ movement လေးပေါ့နော်မီးလုံးကတော့ဟိုးအဝေးရနေပြီးတော့ဒီအိမ်ကိုလာရောင်ပုံစံမျိုးဖြာပြီးတော့ကြားတဲ့ပုံမျိုးတုံးမှာဖြစ်ပါတယ်ရတယ်လို့ကျိုးပြီးတော့လေဘောကမီးလောင်မှာကွာ